ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းအပေါင်းလို့ရှင်မြတ်စွာဘုရားသခင်ဟာတန်တုတိတ္တမေတော်မိနတ်သားကိုအကြောင်းပြု၍ကျေးဇူးဆက်ရန်လို့ငါတရားမင်းဆံရာတာဝရိနာမပန္နုကပလာညကြောက်ဖြာထက်တွင်တရင်သုံးတော်မူပြီးဓမ္မသင်္ကနီ12ရက်ဝီပင်12ရက်ဓာရုကထာ6ရက်ပုဂ္ဂလပညတ်9ရက်ကထာဝတ္ထု10ရက်ရမိုက်20ရက်ပဋ္ဌာန်း25ရက်ရက်ပေါင်း90ဝါရင်း3လပတ်လုံးအဘိဓမ္မာတရားတော်ဟောကြားတော်မူပြီးလူပြည်တိန်္ဂတနဂုမြို့ရဲ့တကားဝကိုတရားလက်ရယမလက်ဝဲခြံရံပြီးရွှေဆောင်တန်းငွေဆောင်တန်းတို့လေဗရမ ्या ဆောင်တန်းမှာဖျားရှင်ပြန်ကြတော်မူခဲ့ပါလေအဲ့ဒီနေ့ဟာသတင်းကြလာပြီးနေ့ညချမ်းအဘိဓမ္မာခါတော်နေ့ဖြစ်ပါတယ်ရှင်ပန်းကြံမြတ်တူရာဒီခေါ်အာသာဝရီညောလင်းလောတရင်ကျပွဲတော်မြတ်စင်ညာနဝရိန္ဒာပေါ်မေတော်မိတ်နတ်သာမြတ်ကြီးစုတော်ဆက်လေးပါးနောမြတ်ဒီကနာတော်ဘုရားစင်ညာမဟာဗိဓမ္မာတရားပန်းကြံမြတ်တူရာဒီခေါ်အာသာဝရီညောလင်းလောတရင်ကျပွဲတော်မြတ်စင်ညာနဝရိန္ဒာပေါ်မေတော်မိတ်နတ်သာမြတ်ကြီးစုတော်ဆက်လေးပါးနောမြတ်ဒီကနာတော်ဘဂဝါစိနာမဟာဗိဓမ္မာတရားမြတ်မြမပေါင်းခါညောင်းတိုက်ကနောပေါင်းစုကြတော်ဓမ္မတရားတော်နာကြောင်းတော်ကျွတ်တန်းရင်ရပြီကိမာတော်မြတ်မြမပေါင်းခါညောင်းတိုက်ကနောပေါင်းစုကြတော်ဓမ္မတရားတော်နာကြောင်းတော်ကျွတ်တန်းရင်ရပြီကိမာတော်နေပြည်တော်ဘုရားမနောဘုရားကြလာတော်တတိတကမှာပြောပြီးဓမ္မခါတော်မိမိမောပွဲတော်ရွှေဆောင်ရံဝေဆောင်ရံမမြာဆောင်ရံကြွချီလာတော်အစမစေရိယဌာနတော်ဘုရားဆရာတော်တရေဝါပတ်သုံးနာပြည်တော်သင်္ကတနကိုနေပြည်တော်ဘုရားမနောဘုရားကြလာတော်တတိတကမှာပြောပြီးဓမ္မခါတော်မိမိမောပွဲတော်ရွှေဆောင်ရံဝေဆောင်ရံဗရမ ्या ဆောင်ရံကြွချီလာတော်အစမစေရိယဌာနတော်ဘုရားဆရာတော်စေရှင်တော်ဒီလိုကြည့်တော်မိရှုနိမရောင်စုံသူတော်မများရဲ့ပြောစကားများရဲ့ပြောအကြပြမစကြဝဠာလုံးပြောဟိုးရွှေလာမင်းလင်းတော်ဝင်းဝင်းဆက်စားတဲ့ညတိပွဲတော်ဝါရီကင်းလို့တဲ့